မှန်ကန်တဲ့စံပြစီကကောင်းတဲ့အချက်လေးတွေကိုရွေးချယ်တက်ရောက်နေသင်ဘွားရဲ့အောင်မြင်မှုစီသွားတဲ့အချိန်ကိုလျှော့ချနိုင်ပါတယ်အောင်မြင်မှုတိုင်းမှာအောင်မြင်မှုရဲ့အမှတ်အသားလေးတွေဆိုတာရှိစမြဲပါဒါကြောင့်လူတိုင်းအောင်မြင်တဲ့ဘဝကိုလိုချင်နေဆိုရင်အဲ့ဒီအောင်မြင်မှုရဲ့အမှတ်အသားတွေကိုစတင်ထူးဆဲရမှာပါဒါမှအဲ့ဒီအောင်မြင်မှုအတွက်အကြောင်းကျိုးတွေလုံနိုင်မှာပါအကယ်၍သင်ကိုယ်တိုင်မှန်ကန်တဲ့စံပြစီကနေကောင်းတဲ့အချက်လေးတွေကိုရွေးချယ်တက်မယ်ဆိုရင်မြေစံခရမ်းပြူးနေစရာမလိုပဲသင်ဘွားရဲ့အောင်မြင်မှုစီသွားတဲ့အချိန်တွေကိုလျှော့ချနိုင်ပါတယ်ပြင်းပြတဲ့စန္ဒနဲ့လောက်ကင်နိုင်စွမ်းဆိုတာအောင်မြင်မှုကိုတည်ဆောက်တဲ့နေရာမှာအဓိကလိုအပ်တဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်သင်ဒီလိုခြေနေမျိုးကိုရောက်ဖို့ပါသလားအရန်အောင်မြင်ခြင်းနေပြီမယ်ဆင်းရဲတွင်တဲ့နစ်မြဲနစ်နေဖို့ပါသလားအကယ်၍ကြုံဖူးတာဖြစ်ဖြစ်အခုထိဒီအခြေအနေမှာပဲရှိသေးတာဖြစ်ဖြစ်ဆိုရင်တော့သင်ကိုယ်တိုင်ကသင်ဘဝရဲ့နွန်ထဲကနေယုံထွက်စေတဲ့အချက်နှစ်ချက်ဖြစ်တဲ့ပြင်းပြတဲ့စန္ဒနဲ့လုံနိုင်စွမ်းဆိုတာကိုသေချာနားမလည်သေးလို့ပါဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်တော့သင်ရဲ့အကျင့်စရိုက်ကိုအရင်ပြင်ရပါလိမ့်မယ်ဒီလိုလုပ်နိုင်ဖို့ဆိုရင်တော့သင်မှာပြောင်းလဲလာမဲ့အကျင့်စရိုက်တစ်ကိုလက်ခံနိုင်မဲ့ပြင်းပြတဲ့စန္ဒနဲ့လောက်ကင်နိုင်စွမ်းအသစ်တွေကိုလိုအပ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဥမိုကောင်းမွန်တဲ့ဘဝကိုလှမ်းတက်နိုင်ဖို့ဆိုရင်တော့သင်ဒီမေးခွန်းနှစ်ခုကိုအရင်ဖြေရပါလိမ့်မယ်တစ်သင်လုပ်နေတဲ့အရာကသင်နဲ့ထိတ်တန်ရဲ့လားတန်ဖိုးရှိရဲ့လားနှစ်သင်အဲ့ဒီအရာကိုကောင်းကောင်းလုပ်နိုင်ဖို့လုပ်နိုင်စွမ်းရောရှိရဲ့လားဒီမေးခွန်းနှစ်ခုပါဒီမေးခွန်းနှစ်ခုကသင်လုံနိုင်စွမ်းကိုမြင့်တင်ပေးနိုင်မဲ့ပြင်းပြတဲ့ဆန္ဒကိုဖြစ်စေပါလိမ့်မယ်အဲ့ဒီနောက်တော့ဒီဇိုင်းမတ်လှုပ်ဆောင်မှုကိုပြုလုပ်နိုင်မယ်ဆိုရင်တော့ပုံမကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်တဲ့သူတယောက်ဖြစ်လာမှာသိကြပါတယ်မန္တရားဆိုတာအောင်မြင်မှုရဲ့အခြေခံကြဆုံးလိုအပ်ချက်ဖြစ်ပါတယ်လူတိုင်းမှာဘဝမှန်တရားဆိုတာရှိစမြဲဖြစ်ပါတယ်မှန်တရားကဘယ်သူကိုမှမပစ္စည်းပါဘူးမှန်တရားကိုလက်မခံခြင်းကသာလူတွေကိုပစ္စည်းတဲ့အရာဖြစ်ပါတယ်ဘဝရဲ့အောင်မြင်မှုဆိုတာမိမိရဲ့ခန္ဓာတဲ့အိမ်မက်တွေနဲ့ပန်းတိုင်တွေကိုကင်ဆောက်ထားရင်းနဲ့မှန်တရားကိုရက်ဆိုင်နိုင်ခြင်းကနေစပြုရပါတယ်ဒါကိုမှန်တရားကနေပြီးတော့မှန်ကန်တဲ့နိလန်းတွေကိုချုပ်လန်းဖြည့်ရှင်းနိုင်အောင်ကူညီပေးပါတယ်တစ်ချိန်တည်းမှာပဲအိမ်မက်တွေပန်းတိုင်တွေရှိနေခြင်းကသင်ဘဝကိုမျောလင်းချက်တွေရှိသင်ဘဝကိုမျောလင်းချက်တွေရှိနေစီပြီးသင်ကိုယ်တိုင်ကမှန်တရားကိုသိသွားစေတဲ့အခါမှာတော့လက်ရှိပြစ္ဆုတ်ပံမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုမှန်ကန်စွာဖြေရှင်းနိုင်စေပါတယ်နောက်ပြီးကျွန်တော်တို့မှာမျောလင်းခြင်းရဲ့စွမ်းအားတွေရှိလာခဲ့မယ်ဆိုရင်တော့မိမိကိုပို့ပြီးတိုးတက်လာအောင်မြင့်တင်နိုင်စေလိုက်မယ်အောင်မြင်သူတိုင်းကလှုပ်တစ်ခုကိုအရန်ကြွဆဆလှုပ်တဲ့သူတွေကြီးပဲဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီကြိုးစားမှုဆိုတာက
လိမ္မာပါနတ်သောကြိုးစားမှုတွေဖြစ်ပြီးလောက်ရတိုင်းကသင်ယူမှုအသစ်တွေကိုဖြစ်စေတဲ့ကြိုးစားမှုမျိုးဖြစ်ပါတယ်ဒါကြောင့်လဲအောင်မြင်တဲ့သူတွေရဲ့နေ့ရက်တိုင်းကတိုးတက်မှုတွေကိုဖြစ်စေတာပါအမှန်တရားကရှောင်ပြေးခြင်းသင်ကိုနှိမ့်ဆက်နေတဲ့အရာတွေကရှောင်ပြေးခြင်းအတွက်ခဏလောက်စိတ်သက်သာရစေပါတယ်။ဘာကြောင့်လဲဆိုတော့ပြဿနာကိုမေ့ထားလိုက်တာပဲဖြစ်ဖြစ်ရှောင်ပြေးတာဖြစ်ဖြစ်ဘရောမှကိုမအောင်မြင်စေနိုင်ပါဘူး။အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဘဝရဲ့မှန်တရားတွေကိုရှေ့ဆက်ဖို့ခြေလမ်းတွေဖြစ်အသုံးပြုရမှာပါ။